င်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ရှင်သန်နိုင်ဖို့အတွက်အခြေအနေပေါ်မူတည်ပြီးတော့လိုအပ်ချက်တွေကမတူညီနိုင်ဘူးဆိုတဲ့အကြောင်းအရာလေးကိုမျှဝေပေးလိုပါတယ်ဘဝကိုလှုံ့ဆော်မှုအပြည့်စိတ်ခွန်အားအပြည့်နဲ့ရှင်သန်နိုင်ဖို့ကစံတက်မှုတွေစိန်ခေါ်မှုတွေနဲ့ဖြတ်သန်းနိုင်ဖို့လိုပါတယ်လူဟာပုံစံတူအခြေအနေနဲ့ရှင်သန်ရတာကြာလာတဲ့အခါမှာပြင်းရည်ညီငွေလာပါတယ်တိုးတက်ပြောင်းလဲမှုမရှိတဲ့အခါမှာလေကိုဂျင်းနဲ့ဂုံယူတဲ့စိတ်တွေကလည်းကြာဆင်းလာတယ်ပေါ့ဗျာလုံနေကြမဟုတ်တာတွေလောက်တာဒီအသစ်တွေကိုစမ်းသက်လောက်ကင်တာတာဝန်ယူမှုမြင့်တင်ပြီးတော့ကိုစိန်ခေါ်တာတွေကလည်းကိုယ်စိတ်ကိုလှုံ့ဆော်မှုပေးနိုင်တဲ့တွန်းအားတွေဖြစ်ပါတယ်ဘဝဟာဒီစိတ်လှုပ်ရှားမှုတွေရှိနေမှလက်ဆက်တယ်ပေါ့ဗျာလှုံ့ဆော်မှုတွန်းအားတွေရှိတယ်ပေါ့အ ਨੇ ဆုံးတော့စကေးတစ်ခုတိုးတက်တာဒါမှမဟုတ်ဝင်ငွေတိုးတက်တာတာဝန်ယူမှုအသစ်တစ်ခုကိုပြီးမြောက်အောင်စွမ်းဆောင်နိုင်တာမျိုးဒါမျိုးတစ်ခုကတော့လိုတယ်ပေါ့အဓိကကတော့ဒီကိုဘယ်လိုအခြေအနေမျိုးမှာဒီတိုးတက်ပြောင်းလဲလာတဲ့အခါမှာကျင့်နဲ့ဂုဏ်ယူတဲ့စိတ်ဖြစ်တယ်လေဒါကိုသဘောပေါက်ဖို့လိုတယ်ပေါ့နော်သူများတွေပြောမှ motivation ရတာထက်ကိုယ့်ဘာသာကိုတွန်းအားပေးနိုင်တာကပဲရည်ရှိခံပါတယ်ဘဝဟာစင်ကောမှုတွေအပြောင်းလဲတွေများတဲ့အခါမှာတော့ခံနိုင်ရည်ဆိုတဲ့ဒီ resilience ကလည်းအဓိကကြလာတယ်ပေါ့နော်ဒီစင်ကောမှုတွေအပြောင်းလဲအသက်တွေတစ်ခုပြီးတစ်ခုနှစ်ဖူးတွေဒူးတွေရင်ဆိုင်လာရတဲ့အချိန်မှာ motivation တဲ့ survival ကအရေးကြီးလာတဲ့သဘောဖြစ်ပါတယ်ဒီ survive ဖြစ်ဖို့ခံနိုင်ရည်ကလည်းအဓိကကြလာတယ်ပေါ့ဘယ်တော့ဘာဖြစ်လာမယ်မှမသိတဲ့မသေးချာမရေရာတဲ့အခြေအနေမမျှော်လင့်ထားတဲ့ရိုက်ခတ်မှုတွေရှုပ်ထွေးမှုတွေနဲ့အကြိမ်ကြိမ်ကြုံရတဲ့အချိန်မှာဒီလုံနိုင်ကိုင်းနိုင်စွာအရေးချင်းတစ်ခုနဲ့တင်လုံလာဖို့ပေါ့ဗျာဒီအဲ့ဒီလိုအခြေအနေမျိုးမှာခံနိုင်ရည်မရှိရင်လွယ်ကူအရှုံးပေးဖို့ဖြစ်လာနိုင်ပါတယ်ဖြစ်လာတဲ့အခြေအနေကိုရိုးပိုင်းစိန်ပိုင်းကြံ့ခံနိုင်မှုနဲ့ဒီကြော်ဖြစ်နိုင်မှသာဆက်လက်ရှင်သန်နိုင်ဖို့တကအခွင့်အလမ်းပိုရှိမယ်ပေါ့ဘဝဟာအခြေအနေရရှင်သန်ဖို့အတွက်လိုအပ်ချက်တွေကမတူညီနိုင်ပါဘူးတဦးချင်းနေမဟုတ်ဘူးပေါ့နော်တဦးတည်းမှာကိုပဲအခြေအနေရလိုအပ်ချက်တွေမတူနိုင်ဘူးဆိုတာကျွန်တော်ကိုယ်တိုင်လည်းစဉ်းကျင်ရအောင်လေကျွန်တော်ရဲ့ follower တွေကိုလည်းစဉ်းကျင်လို့ရအောင်ဆရာဟင်းဆိုရဲ့လက်ရာကိုမျှဝေပြခြင်းဖြစ်ပါတယ်နေ့ဆိုရဲ့ထင်မြင်ချက်ကိုလည်းကွန်မန့်မှာမှတ်ချက်ရေးသွားနိုင်ပါတယ်နောက်နေ့မှာနောက်တစ်ခေါင်းတစ်ခုနဲ့ပြန်လာခဲ့ပါဦးမယ်အဆုံးထိရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်